ဒီဖိုင်လေးမှာ plan လေးတွေဆက်ဆွဲမယ်နော်ဆိုတော့ကျွန်တော်ဘယ်ထိပြီးသွားပြီလဲဆိုလို့ရှိရင် landing page plan ထိပြီးသွားပြီဆိုတဲ့အခါမှာဘာဆက်ဆွဲမလဲဆိုတော့ flow တွေထဲမှာ flow slab plan တွေလိုက်ပြီးတော့ထည့်မယ်နော် flow slab plan လိုက်ပြီးတော့ဆွဲတော့မယ်ဒါဆိုလို့ရှိရင်အခုကျွန်တော်ဆွဲမဲ့ပုံတွေက plan ပုံတွေက flow slab plan ပြီးတော့ row slab plan landing slab plan ဖြစ်တယ်ဟုတ်လားအဲ့ဒီပုံ plan 3ပုံကိုချက်ဆွဲမယ်နော်ဒီဒါဆိုလို့ရှိရင်ချက်ကအဲ့ဒီ plan လေးဆွဲဖို့အတွက် CO enter copy ကူးလိုက်မယ် flow beam row beam landing beam plan လေးကို copy ယူလိုက်မယ်ဟုတ်လား copy ယူမယ်ဒီအောက်တစ်ဆက်မှာတော့ထားမယ် escape နဲ့ထွက်နော်ထားလိုက်ပြီး save လုပ်ပါဟုတ်လားပြီးတော့နောက်တစ်ခု mirror ကိုသုံးတော့မယ်ဒါကြောင့်ဘာလုပ်မလဲဆိုတော့ဒီဘက်ထိဆက်လက်မှတ်မယ်ဖြတ်မယ်ဟုတ်လားနောက်တစ်ခုဖြတ်မယ်နော်ဖြတ်တာတခြားကြည့်နော်ဒီမှာ line 4ရဲ့အပြင်ဒီဘက်တောင်လေး